ပရိသတ်များအားလုံးကိုသဇင်တို့ရဲ့ထက်ထက်တော် channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့သဇင်ကနေပြီးတော့ပရိသတ်တွေအားလုံးအတွက်တင်ဆက်ပေးခြင်းနဲ့ဇလံကောင်းလေးကတော့ညငတ်မာလေးရွှေဘူးဆိုတဲ့ဇလံကောင်းလေးပဲဖြစ်ပါတယ်။ဇလံလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်။ဒါဆိုရင်တော့ဇလံလေးကိုအခုပဲစတင်ပြီးတော့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။လူတိုင်းလှမ်းနေတဲ့ခြေလမ်းတွေရှိကြတယ်။ပေါ်ပါတဲ့ခြေလမ်းလေးလံနဲ့ခြေလမ်းသာကွာပါတယ်။ပိုင်စည်းဆိုတဲ့တတိသားလေးကတော့မမွေးဖွားလာခင်ကလေးကကျွဲဝချမ်းသာတဲ့မိဘတို့ကချစ်မြတ်လို့ချင်းခံခဲ့ရသူပါမွေးဖွားလာကလေးကမြေနည်းမင်္ဂလာနဲ့စတင်ရှောက်လန်းခဲ့ရတဲ့ပိုင်စည်းခေါ်ပိုင်လေးရဲ့ဘဝမှာသူရှောက်လန်းတဲ့လမ်းကပန်းကင်လန်းဖြစ်နေပါတယ်မရှိစကားမကြားရတဲ့ဘဝမှာဘာမှမသိဘာမှနားမလည်တဲ့တတိသားအဖြစ်ဘွဲတစ်ခုရခဲ့တဲ့ပိုင်လေးဟာအခြေရန်များစွာနဲ့ပျော်ပါနေခဲ့တာကြပါပြီဒီနေ့မှာတော့ဘဝလက်တွဲဖို့သွားတွေ့ရတော့မင်းနေပါဒါသဘောမကျရင်ပြောမေမေတို့ရွေးစရာကြီးအများကြီးရှိတယ်။မိခင်ကဘေးမှာထိုင်ပြောနေပိုင်လေးပြုံးပြီးအိမ်အောင်ပြုတ်ရမယ့်အချိန်မဲလေးရပါတယ်။သူလည်းမစိုးပါဘူး။စိန်ခံကားလေးဟာညစာစားပွဲတစ်ခုစီကိုဦးတီမောင်းနေပါ යි ။ကားရုတ်တရက်ရက်တန့်သွား၍ရှေ့ကိုကြည့်မိတယ်လို့ဘေးကိုကြည့်မိချင်းအသက်20အရွယ်မိန်းကလေးတယောက်ကိုချက်ခါဝင်ကိုပေါင်လန်ခန့်ဝင်းစင်ထားပြီးအုတ်ထုပ်နီတစ်လုံးဆောင်းကပိုင်လေးကိုလက်ပြတယ်လို့ခေါ်တယ်လို့လှုပ်နေပြီးတော့ကားတကောက်ဖွင့်ကဆင်းလိုက်ချိန်မှာတော့ဘဲလေးသားခဏပဲမိမိပွိုင်က10မိနစ်ခန့်ကြာတော့မတားပဲနေပြီမင်းတာဖြစ်သူသွားတဲ့စီလှမ်းကြည့်ပြီးတော့ရင်ထဲထိတ်သွားတယ်မင်းငါ့ကိုသိလို့လားကောင်မလေးကိုမေးရခုမသိလေဈေးတဲ့ရင်သိသွားမှာပဲဟာဘာဈေးလေမေးလိုက်တဲ့ပိုင်လေးကိုပြုံးကပြန်ကြည့်ပြီးတစ်ဆက်ရှင်ကိုတသိမ့်လေဘယ်လိုလဲကားဟွန်းတီးနေ၍ပိုင်လေးကကောင်မလေးရဲ့ဖုန်းကိုဆွဲယူလာ၍သူ့နံပါတ်ကိုရိုက်ထည့်ရခေါ်လိုက်ပြီးတနာရွေးဆော့ဒီဖုန်းကိုပြန်ခေါ်မင်းရော့တသိန်းပြောကငွေတသိန်းနဲ့ဖုန်းကိုပြန်ပေးလိုက်တယ်ဘသူလဲတာမိခင်ကမေးလာတော့အသိပါလို့ဖြေပြီးအဲ့ဒီကောင်မလေးကိုမြင်အောင်နေတော့တယ်ချစ်သူကြီးစားများခဲ့တဲ့ပိုင်လေးဟာစင်တင်တို့လောက်သာသိရဲ့ခုလိုလမ်းပြီးညငက်ကိုမသိတာမို့ဘာကြောင့်သူ့ကိုသိတယ်လို့နဲ့လက်ပြရတယ်လေဈေးဆိုတဲ့အကြောင်းစိတ်ဝင်စားရင်ညစာစားဝေးစီရောက်လာခဲ့ပါတယ်စိုးမမမိဘချင်းသဘောတူထားတဲ့ကောင်းရည်တူမင်းကလေးတထေးကြီးရဲ့တူတဲသောချွေးမအဖြစ်အရွေးခံရဖို့အလားဆုံးပြင်ဆင်ခြေထားထားပါတယ်။ဝင်းဒီညစာစားပွဲမှာစကားပြောရင်ထမင်းစားနေပေမဲ့နာယီကိုတကြည့်ကြည့်နဲ့ရှိနေပါတယ်။စိုးမမကလည်းပိုင်စိတ်ကိုအကဲခတ်နေတယ်။စိတ်ဝင်စားမှုတစ်စက်မှရှိမနေနဲ့တထေးသားကိုလည်းမလွတ်ချင်၍ပိုင်စားလို့အဆင်ပြေရဲ့လား။မျက်နှာနာကက်ကမေးလီမှပြေပါရဲ့လို့ပြန်ပြောတာ။မိဒါပြန်နေမယ်။မိခင်နာကက်ပြောရဘယ်လိုလဲတာ။အိမ်ရောက်မှပြောမယ်မိ။စိုးမမကိုတစ်ချက်ကြည့်ပြီးပြောကပိုင်လေးထွက်ခဲ့တယ်အမြဲတမ်းဘဲသွားမိသားစုကားနောက်မှာပိုင်လေးရဲ့ပြိုင်ကားလေးကအမြဲပါလာတာမို့သူ့ကားစီအရောက်ဒရိုင်ဘာစီကတော့ယူကမောင်းထွက်လာတယ်လမ်းတစ်ဖက်ကနေကောင်မလေးထိုင်နေရစီကိုကြည့်ပြီးကားပေါ်ကဆင်းလာချိန်9မိနစ်လေးကျန်တာမလာတော့ဘူးထင်ပြီးပြန်တော့မလို့ကောင်မလေးကထိုင်ရမှထားရပြီးပြောကနောက်တစ်ဆက်ရှင်ထပ်ယူမလားဒါမှမဟုတ်9မိနစ်ပြည့်အောင်ဒီမှာပဲအဖော်လုပ်ပေးရမလားလို့မေးလာဘေးဘီကိုကြည့်မိချင်းကိုရေအဖော်လို့လားဦးရေစသဖြင့်မိန်းကလေးအရွယ်ဆုံးနဲ့ပြောဆိုနေတာကိုကြည့်မိကသဘောပေါက်သွားတယ်လာကောင်မလေးကိုကားစီဆွတ်ခေါ်လာပြီးမင်းကမင်းအစ်စ်နဲ့ငါ့ကိုလက်ရက်ခေါ်ရလားဒေါသထွက်ကပြော၍ကောင်မလေးကမျက်လုံးဝိုင်းလေးနဲ့ကြည့်ပြီးဒါဖူးရဲ့အလုပ်ပေးလေဘာမှလို့လေ9မိနစ်ပြည့်ပြီစက်မခေါ်ရင်သွားတော့မင်းကားတကားကိုလောချလိုက်ခါရော့တသိန်းဝေးတသိန်းပေးပြီးကားကိုမောင်းထွက်လာလိုက်တယ်လူပုံမရအောင်နော်ရှုံးမှလို့မရအောင်ဘေးကနေပြောနေရေးပိုင်လေးစိတ်တူနေရကနေဘာအဖော်လေးဘာ့ရုပ်မှာလဲလို့မိမအင်းမပိုင်ရပြီကားလေးကပိုင်လေးတိတက်စာချက်တဲ့အခါအပေါင်းအသင်းနေနဲ့ပျော်ပါတဲ့အခါနေဖို့မိဘဆောက်ပေးထားတဲ့စိန်ခံအိမ်နဲ့ခြံကြီးစီကိုရောက်လာပါတယ်အိုးခြံကျဲကြီးပဲဟာတစ်ထက်တိုက်လေးကလှလိုက်တာကားလေးကစင်စင်ချင်းအဲ့လိုပြောပြီးပိုင်လေးနောက်ကိုလိုက်လာခဲ့ပါတယ်အိမ်ထဲကမီးရောက်အလင်းနဲ့ကြည့်ပြီးမှလေတာဖက်နဲ့အရှိဟာအရေးကုန်မှလန့်ပြီးဟောင်းနှန်းတွေကကိုစိမဲတုတ်ထားတာကတိတာနေ၍ပိုင်လေးစိတ်ပြတ်တယ်လို့ကြည့်လိုက်ပါတယ်တနာကြီးကောင်မလေးကအဲ့လိုပြောပြီးဆိုဖာပေါ်မှာခြေပြက်လက်ပြထိုင်နေတဲ့ပိုင်လေးစီကိုသွားကစတော်ဘယ်ရီလားဘနာနာလားရွှေကုံလုံးနှစ်ခုကိုကင်ကပြလေတော့ပိုင်လေးလန့်သွားတယ်သူ့ပေါင်ပေါ်လာထိုင်ကပြတာမို့တွန်းထုတ်အပ်ပြီးတနာကြီးပြေးပြန်တော့အဲ့ဒါတွေမလိုဘူးလို့ပြောလိုက်တာကြောင့်ကျေးဇူးပဲဒါပေမဲ့ပြန်တော့ပို့ပြီနော်ခလေးတွေစနေမှာမို့ပြောလိုက်တာကြောင့်မင်းကခလေးပါရှိရလားမ
မေးလိုက်တယ်ခလေးဆိုတာအမေတို့ဖေးခွဲမောင်လေးတယောက်နဲ့ညီမလေးနှစ်ယောက်ပါရှင်းပြရေခဲတက်တာတွေကစားစရာတွေကိုထုတ်ကမိဖို့မှာပိုင်ဆုံးပိုင်နဲ့ချက်ပြုတ်စားတော့နေပါတယ်ဟိုတယ်မှာဆိုဟယ်လိုဆိုပြီးမှာစားလို့ရတယ်ဒီနေ့အော်ဒါဟ ုံးမိတ်ဆိုတော့ကိုချက်ကိုစားပဲပြောပြီးမကြောက်မလန့်လောက်ခါဟဲ့ခဏကြည့်ပေးထားဖူရေချိုးကျင်လို့ပြောကတွေ့ကြအခန်းထဲဝင်ကရေချိုးနေပြန်နေမိနစ်20ပိုင်လေးကနိုင်မိနစ်ကိုရေတွက်နေတယ်ဟေဟိုနာလေးတွားမကြည့်ပေးပါ3မိနစ်အကြာမှပြန်ထွက်လာတယ်ဟမ်မင်းငါးညာဝိတ်အိမ်အင်ကြီးကိုဝတ်ထားတယ်ပြောရင်စပင်ခါလောက်လေးကိုမြည်သွားတယ်ခဏငါပါတနာရွေးကိုမင်းပဲယူလိုက်တော့အိုးအဲ့လိုမှန်သည်အစ်စ်ယူဝတ်ပါတယ်ကိုကအစုပ်ကြီးလို့ပြောကစံနှစုံနဲ့ဝဲဦးကြောင်းနဲ့အနစ်ထုံနဲ့အတူထမင်းရောချက်ပြီးထိုင်ဆိုင်နဲ့နာရီကိုကြည့်ဟာမိနစ်20လို့တည်းရဲ့လို့ပြောကဆိုဖာမှာထိုင်ကဖုန်းပြောနေပြန်နေမောင်လေးစနေပြီလားခဏပဲစောင့်နော်ညီမလေးတွေရောအိပ်ပြီလားအင်းမခဏနေမှကြီးလာပြီမိနစ်30ပြီကြောက်ရိပ်ပိုင်လေးကကားတော့ယူပြီးကဲမိဖူးထခုပြန်ပို့ပေးမယ်ပြောရိပ်ခဏလို့ပြောကတွေ့ကြရအိမ်နဲ့ညဝိအိမ်ကြီးကိုထိတ်ကအဝေးလဲပြီးထွက်လာတယ်မင်းကလေးတွေကိုညစာကျွေးပြီးမှထွက်လာတဲ့နာကားမောင်းနဲ့အပြစ်တင်လိုက်မိကျွေးဖို့ကရှေးအောင်မဟုတ်ဆရာရဲ့ပြောလာတော့ဟာတနာကြီးကိုတသိန်းရတာပဲဘာလို့မရှိရတလဲလို့မေးပြန်ရအဲ့ဒါလူကြည့်ပြီးခေါ်ရတာတခါတလေ9000တထောင်နဲ့10မိနစ်20အချိန်ပေးရတယ်မောင်လေးက8နှစ်3နှစ်ညီမလေးက1တန်းညီမငယ်လေးကမူကြိုလေးကုန်ကြစရိတ်များတယ်လို့ပြောပြလေတော့ပိုင်လေးငြိမ်သွားတယ်မင်းထမင်းဝင်မေမလားဒီဆိုင်ကကောင်းနေလို့ကားရက်ပြီးပြောရအမလေးဈေးကြည့်တယ်မဖြစ်ဘူးဆရာကြီးမောင်မရက်ွက်တိတ်ကဆိုင်မှာပဲဝင်မေလို့ပြောရိပိုင်လေးကားပေါ်အဆင်းကထမင်း9ယောက်စာဝေးပြီးပြန်လာတယ်ဟင်းလေးမျိုးထမင်း4ယောက်စာအငယ်လေးနဲ့လောက်တယ်မလားလို့မေးရဖူးကစားပြီးပြီလေလို့ပြောနေကားနေပြန်ထွက်လာတယ်ကျူးကျော်တဲတွေစီမရောက်ခင်ကုတ်ကိုပင်အောင်ကတဲစီရောက်ရှေ့မှာပဲရပြီရက်တော်လို့ပြောရိကားကိုရက်ပေးချိန်မကြီးပြန်လာပြီလို့ကလေး3ယောက်ကတဲတွေကပြေးထွက်ကကြိုလေပိုင်လေးရင်နဲ့စူးကနေဖြစ်ပြီးအသက်ရှူမဝသလိုဖြစ်သွားတယ်ဆေးလို့ပြောပြီးကားရဲ့အမြဲဆောင်ထားတဲ့နှလုံးဆေးကိုသူ့ယူကအမြန်တောက်လိုက်တယ်ကျေးဇူးရှင်မသွားသေးဘူးလားဖူးကသူ့မောင်နှင်းညီမထမင်းထည့်ပြီးထွက်လာကမေးလိုက်တယ်ပိုင်လေးကလက်ကပြပြီးခဏမေးနေခဏနေမှအသက်ကိုပြင်းပြင်းရှူပြီးကားပေါ်ဆင်းလာတယ်ရော့ဒီငွေနဲ့အရင်ဆုံးမနှက်ပြန်လုံကျုံနဲ့အိမ်တလုံးရှာမင်းကေပေးရှိလားမေးရရှိတယ်အဲ့နံမပေးနာမည်ရွှေဘူးဖြေပြီးပိုင်လေးဟာကလေးတွေထမင်းလေးနဲ့ထမင်းစားနေတာကိုတစ်ချက်ကြည့်ပြီးပြန်သွားတယ်ဒီလိုအချိန်လေးမျိုးကိုဖြတ်သွားဖြတ်လာမြင်ဘူးခဲ့ပေမယ့်မဆိုင်တလို့နေခဲ့တဲ့ပိုင်လေးဟာဖူးတို့မောင်နှမ၄ယောက်ကိုကိုယ်တိုင်မြင်တွေ့လိုက်ရချိန်မှာတော့ဖူးအထင်သေးမိရဲ့စိတ်ပတ်သက်ခဲ့မိလို့နောက်တရမိရဲ့စိတ်တွေပျောက်သွားပြီးဂူးနာစိတ်ဝင်ခဲ့ပါပြီည8 နာရီပိုင်လေးအိမ်ပြန်ရောက်တဲ့အချိန်ထိမိဘတွေပြန်မရောက်သေးပါပိုင်လေးတယောက်တည်းပြန်လာလားဘလို့လဲမိခင်ဘက်ကရွှေမျိုးမကင်းနဲ့အတော်အနုကမေးရမသိသေးဘူးအနုတောက်ကိုကျွန်တော်ရဲ့ပြုတ်လေးယူပေးပါအောင်မိုးကြောင်2ချက်ခွဲသားနဲ့တရုတ်စည်းသီး9လုံးကျင်းလက်တစ်စစ်ခန့်စားနေငယ်ကိုရေပန်ခွက်6ခွက်နဲ့ကျိုးပြီး2ခွက်ကြံအောင်ကျိုးပြီးမနေ့တစ်ခွက်ညတစ်ခွက်တောက်ရကနှလုံးရောဂါတက်တာခဲ့တယ်ခုလိုစိတ်နှလုံးမချမ်းမြေ့စရာကြုံရ၍နှလုံးအောင်ခဲ့ရ၍စေးတောင်းကတောက်ပြီးနားလိုက်တယ်မျက်စိတွေကဖြောင်းမရတဲ့ဖူးတို့မောင်နှမကိုတနာနေတဲ့ပိုင်လေးဟာမိဘတွေပြန်လာတော့တာဘလို့လေစိုးမမကိုသဘောကျရဲ့လားမိမိအစောနာတာနှလုံးပြန်အောင်နေသူ့အမေမိတာအောင်မဖြစ်ပေသူဖြစ်တာကိုအရင်ပြောလိုက်တယ်ဟင်ဟုတ်လားဒါဆိုမဖြစ်ဘူးတာနိုင်ငံသားမှာတွားကူမှရမယ်ခေါင်းမမာပါနဲ့တာရေနော်ချော့ပြောကအရင်ကလိုအရာရာပြေဆုံးလုံးနေရတာပြင်းလာပြီဆိုတဲ့စိတ်မဖြစ်တော့ပါသူဖူးတော်မောင်နှမကိုဆောက်ရှောက်ခြင်းနဲ့စိတ်ကြောင့်သဘောတူလိုက်တယ်နောက်တနေ့ညမှာတော့ပိုင်လေးရဖူးစီကိုဖုန်းဆက်လိုက်ပါတယ်အကူပေးတဲ့ငွေနဲ့ရက်ွက်တဲ့အင်တလုံးတနေ့စာစပေါ်တင်ပြီးငှားလိုက်ပြီးပိုးတဲ့ငွေနဲ့ထမင်းပေါင်းဟင်းကိုဝယ်လိုက်တယ်မင်းကိုကူညီမယ်အဲ့လောက်ကိုစွန့်နိုင်လားလို့မေးရဘယ်လိုကူညီမှာလဲလောက်ကင်စားဖို့အရင်နေ့ထိပေးမှာလားအေးပေးပြီးလို့ရင်ခေါ်ကြီးမှာလားခုတွေကရှင်းအောင်ပြောဖူးကခုလိုပြောနေ၍မခေါ်ပါဘူးမင်းကို90လွှဲပြီးမင်းကောင်းရောင်းကောင်းဝင်လှုပ်စားလို့ပြောလိုက်ရတကယ်လားကိုတကယ်ဆိုရင်တော့ဖူးထိုင်ရှိကိုပါရဲ့နော်ဖူးကဒီလောက်ကိုမလုပ်ချင်ပါဘူးဝိုင်းရေးကြောက်တာလုပ်နေတာလို့ဖြေလာမှပိုင်လေးစိတ်အေးသွားတယ်ငွေလဲပေးပြီးချိန်မိခင်ကစိုးမမမိဘစီကိုဖုန်းဆက်ပြီးမိခင်ကဖုန်းဆက်ပြီးကြောင်ပြောလာတော့အားနာစရာပဲမိမနာရပါဘူးသားကဲလေလည်းမရနဲ့မိတို့သွားကြမယ်နော်လို့ပြော၍ခီးသွားဖို့ပြင်ဆင်ကြတယ်တာဖေဖေနောက်မှလိုက်ခင်မင်းရတယ်ဖေဖေမအားတာကိုမလာပါနဲ့
ဒါမကြောက်ပါဘူးလို့ပြောကတာမီနှစ်ယောက်နဲ့အနူတို့ဘန်ကောက်ကိုလာခဲ့ကြတယ်ရွှေဘူးအဲညကအားနဲ့မလားမိဘူးဖောက်တရားမေးရမဟုတ်ပါကြီးဝေကျူယူပြီးစောင့်နေရအေးပါနေစည်းမပေါက်သေးဘူးထင်လို့ပါအဲ့လိုကူညီသူလဲဖူးမှရှိပါတယ်ကြိုင်ကအကောင်စားကြီးပေါ်လိုက်ပါလာရပေမဲ့အရာတောင်မခံစားနိုင်ပါဘူးကြုံဘူးထားတဲ့အဖြစ်မျိုးတနအီ9000နဲ့လိုက်မိရကလူစယောက်နဲ့ကြုံရတာညင်းမိ၍အရိုက်ခံရတာကြုံဘူး၍ဓာတ်တစ်ချောင်းကိုအဲ့ဒီအချိန်ကလေးကအဆောင်ထားခဲ့သူပါအဲ့လိုဝေဒနာတော့မခံစားနိုင်ဘူးသူတို့ကိုမနိုင်ရင်ကိုဓာတ်ထောက်ပြီးထွက်ပြေးရမှာပဲအဲ့လိုနေခဲ့ရတာကြာပါပြီ3နှစ်ရွှေဘူးအဖေနဲ့အမေကအိမ်အောင်ကွဲကြရာအဖေကနောက်မိမယူပြီးထွက်သွားတယ်ရွှေဘူး10နှစ်အရွယ်မှာအမေကအားကိုးရှာကနောက်အိမ်အောင်ပြုခဲ့၍ကလေး3ယောက်ထက်ရခဲ့ရတယ်ဖူး10တန်းထိကြောက်တက်ခဲ့ရတယ်ကြောင်မဖွင့်ခင်မှာပဲတစ်ချိန်လုံးနေလာတာကောင်းခဲ့တဲ့ပထရီယာဖူးကိုဖျက်ဆီးလိုက်တယ်ချစ်မိလို့ပါသမီးရေအမေမရှိကနေကင်းကြီးရေတိမ်နေခဲ့ရတဲ့ဖူးဟာမိခင်ကိုမျက်နှာနဲ့ပြေးဖက်ကငိုမိရေမိခင်ရဲ့မေးတဲ့စကားကိုဘလုံးပထွေးနဲ့ပြန်ပြေးအပြီးအရှင်မထောင်ထောင်ကြလေထွက်လာပြီးထက်လုံမဲ့ကောင်းလို့ပြောကအစာဝါးကြီးအိပ်ပျော်နေတဲ့လင်ကိုတစ်ချက်တည်းဓာတ်နဲ့ခုတ်ချလိုက်ပါတော့တယ်သမီးတို့သားတို့လားလို့ခေါ်ကအမျိုးအိမ်ကိုအပ်ထားဖို့ပြင်နေတဲ့ဖူးအမေအဖမ်းခံလိုက်ရတယ်ဘာအတွက်ကြောင့်လဲလို့မေးတာကိုမူပြီးနှိပ်စက်လို့ပါလို့ဖြေတယ်9နှစ်အရွယ်မောင်လေး3နှစ်အရွယ်ညီမအငယ်လေးက2နှစ်အိမ်ကလမ်းပေးတဲလေးမှုသွေးဆက်တွေကြောင့်အမြင်အဖမ်းခံခဲ့ရတာပါ16နှစ်အရွယ်ကလေးနဲ့ကလေး3ယောက်ဟာမိဘမဲ့ဘဝနဲ့နေခဲ့ရတယ်မတ်တင်မိုက်တာပဲမပေါင်းနိုင်ရင်ကြွာရောပေါ့ခုတော့ဘယ်နဲ့လောက်ကြမလဲကျွအိမ်ကအတော်တွေကစောင့်ရှောက်ပေးတယ်စံစီဟင်းစားပေးပြီးကူကြတယ်ဖူးကအလုံးမှန်သမျှလိုက်လုပ်တယ်ညဘက်လုံကြအောင်ကျူးရလူတွေကပဲတကားကိုခိုင်အောင်လာပြင်ပေးကြတယ်3လအကြာမှာပဲငွေရလွယ်တဲ့ညငှက်အလုပ်ကိုလုပ်ဖြစ်ခဲ့တယ်ငွေချင်းမနေနဲ့ဖူးအမားတို့နဲ့လိုက်ခဲ့ကျူးရညငှက်တွေနဲ့လိုက်သွားမိရကနေပထမဆုံးအချိန်အတွက်ငွေရများခဲ့တယ်နင်တို့ဟာအင်ကြီးလို့ဝယ်သူကပြောမှပထွေချောင်သိရလေရတာနဲ့စံစီဝဲထားပြီးကုံလုံးမှထွက်ရှာနေ3နှစ်အကြာမှပိုင်လေးနဲ့စုံခဲ့ရသည်မှာမကြီးမောင်လေးတို့ကျောင်းနေနီးသွားပြီအိမ်လေးငါပြီးတခါမှမမြင်ဘူးတဲ့350ကိုကြည့်ပြီးရင်တွေခုန်ခဲ့တယ်ဘာလို့ရမလဲလို့တွေးရင်ခလေးတွေကိုချက်ပြုတ်ကျွေးလိုက်အိမ်လှုပ်လိုက်နဲ့အငယ်ဆုံးလေးကိုမူကျိုးကနေပို့လိုက်ကျိုးလိုက်နေရင်းနဲ့ပဲမရတီကျောင်းဘရက်ကိုရောက်လာတယ်ကျေးဇူးပါအကိုကျမ်းမာချမ်းသာပါစေရွှေဘူးမမေ့မြတော့ပဲအမြဲဆူတောင်းပြီးပိုင်လေးရဲ့ဖုန်းနံပါတ်ကိုမကြာခဏကြည့်နေမိရဲ့ဘာတွေချက်တုံးကလေးမအိမ်နီးနာချင်းအတော်တယောက်လာလေတယ်ငါးရီကွန်ကြော်တယ်အချင်းချင်းချက်တယ်အမလီဘဲနေမိမိငါးရီကွန်ကြော်ကြီးပဲအလကားတောင်းရတိုင်းမကြီးမငွေ့အေးအုံနောက်နဲ့အယိုးကိုအားရှိစေတယ်တဲ့ငါရွှေဘူးကပြောနေလာလေသူကဘူးဖုန်းကိုဖွင့်ပြီးတခုနိုင်ကစားလိုက်တယ်ဟဲ့ဒီတစ်ခါကြော်တာအရင်ကနေမတူပါလားကောင်းလိုက်တာကြော်နီးလေးပြောပါဦးဒီတိုင်းပဲကြော်တာပဲဖူးကခုလိုပြောပြီးစိတ်ထဲတစ်ခုကိုတတိယသွားသလိုမျက်နှာဖြစ်သွားပြီအတော်အရင်လေးလောက်ကအတော်ကြီးတယောက်သမီးတို့အိမ်သားမှာလေကိုပင်သားမှာနေဘူးရှောင်းရင်းနဲ့လာထိုင်တာသမီးကရေခဲတပူးနဲ့စီချက်ခေါက်ဆွဲဝဲကျွေးလိုက်တယ်တတိယသွားရင်ခုလိုပြောပြရကုသိုလ်ရတာပေါ့အေးငါလေငါ့ရေကွန်ကြော်လေးတဝက်ဝက်ပြီးပေးပို့ပြီးကုသိုလ်ရအောင်လို့ပြောကသူ့ဘာသာသူဘူးကိုဖွင့်ပြီးယူသွားတာကိုဒီတိုင်းကြည့်နေလိုက်တယ်ဟုတ်တယ်ငါအကြံရပြီဒီငက်ဖဲအရေးကွန်ကအလကားရတာပဲအဲ့တော့ပြောသလိုစမ်းလုပ်ကြည့်ရမယ်ဖူးဟာစာရွက်တစ်ရက်ကိုယူပြီးဘောပင်နဲ့ခြာရေးလိုက်တယ်ရေခဲတက်တာအဖုံးပွင့်တစ်လုံးအကြော်ချက်3ကမီးပိုတစ်ခုတဲကြီးတစ်လုံးစီစစ်စကောင်2ခုလေးစုံအေးပိတ်ဆက်တစ်လုံးလို့ရေးချပြီးတော့ဘာလို့ရမယ်မသိတဲ့ငွေတွေကဈေးဝယ်ဖို့ယူကမောင်လေးအိမ်ဆောင်ရင်နဲ့စောင့်နေကြနော်မကြီးဈေးသွားမလို့ပြောကထွက်သွားတယ်ပြန်လာတော့အငားကားနဲ့ဝယ်လာတဲ့ပစ္စည်းတွေကိုကားသမားအကူကြီးနဲ့နေရာချပြီးကားခပေးလိုက်တယ်ဟာမကြီးဘာလို့ဖို့လဲမောင်ဖြစ်သူကမေးရမကြီးတို့အလုပ်လုပ်ဖို့ပဲအော်ကလေးတွေကနားမလည်ပေမဲ့ပျော်နေကြတယ်ညဘက်အမဖြစ်သူအပြင်မသွားယူပါရေခဲတက်တာကိုမနေ့ကမှမီးထိုးရမှာညကလေးကရေခဲတုပ်ကြိုးထုတ်ထားရမည်သူ့မောင်နဲ့ညီမတွေအမြဲဝေစားတတ်တဲ့ရေခဲတုပ်တွေပိုကောင်းတဲ့နည်းကိုစမ်းသက်လျော်တယ်ပိန်ဥစထရောဘယ်ရီငှက်ပျော်သည်ကီဝီသည်အရသာဖြော်ရည်အမုတ်ထုတ်တွေကိုစီထားပြီးတော့စာရွက်တွေရက်ကိုယူကထုတ်ကြည့်လိုက်ပြီးနင်းပလေးစိတ်တွေကိုရေးစိမ်ထားလိုက်တယ်ရင်တွေအိုးတယ်ပြီးဓာတ်ဘူးနဲ့တင်ကလျှက်စစ်ထမင်းကိုလေနင်းပလေးစိတ်ရေးစိမ်ထားတာကိုပြုတ်လိုက်တယ်ဖြော်ရည်စက်တဲကိုဖြော်ရည်အမုတ်ထုတ်တစ်ထုံနဲ့တခြားစားနေငယ်စားကော်မုတ်ကိုချိန်ထည့်ပြီးနှုတ်မုတ်ရင်းတွေထည့်ကဖြော်လိုက်တယ်ရေချက်သိန်းတွေနဲ့ထက်ပြည့်ဖြော်လိုက်ပြီးစတေးစလုံးကြီးတဲ့ထည့်ကမြည်ကြည့်ပြီးအရသာရှယ်ပဲလို့ပြောကပလတ်စတစ်အိမ်ငယ်ရှည်ရှည်တွေတဲ့ကတော့အမြင်မှထားပြီးခွန်းနဲ့ခက်တဲ့
နင်းပလဲစီ90တွေကတိုင်မာချီထားတဲ့ကျိုးနဲ့အိတ်ပေါ်မှာတင်ပြီးချီလိုက်ပါတယ်အရသာအစုံနဲ့ထုတ်ထားတဲ့ရေခဲချောင်းတွေကိုရေခဲတက်ထားတဲ့စီစီရီထည့်လိုက်တယ်ကုန်ကြစိတ်ကိုတွဲချက်ကနေစားကပါပေါင်းပြီးအရင်က200ဆိုတော့350နဲ့တွင်းရင်ရပြီအားလုံးပြီးသွားချိန်ကည10:00နာရီမို့အိမ်ရောင်ဝင်ပြီးမနက်အစောကြီးထားကချက်ပြုတ်ရင်ရေခဲတက်တာကိုမိတက်ထားလိုက်တယ်။မောင်ဖြစ်သူကကုညင်ချင်းစိတ်ရှိသူမို့မနက်6:00နာရီမှထလာတယ်။မောင်လေးငါကြီးစီးသွားမယ်။ညီမလေးတွေကိုထမင်းကြော်နေနှုတ်တိုက်တာ။အဲ့လိုမှပြီးဈေးကိုသွားလေ။အတော့ငါရီကုန်နေအကုန်သမီးကိုရောင်းပြီးနော်။အေးသမီးအလကားယူပါ။နည်းနည်းဖြစ်ဖြစ်ပဲယူပါနော်။သမီးအားနာလို့ပါ။မနာရပါဘူးအေးအယိုးရောယူဟုတ်ကျေးဇူးပါလို့ပြောတာကျန်းချောင်းအိတ်ကြီးတွေပေးခဲ့တယ်။ကျစည်းတော့ငါးတယ်တွေစီလာယူပြီးကျက်သွန်နီ10ပိတ်တာကျက်သွန်ဖြူ10ပိတ်တာငရုတ်ချမ်းမုတ်ကော်မုတ်ငံပြားရီအကောင်စားတွေဝယ်ပြီးဈေးတွင်းကကုန်းစုံဆိုင်တွေကိုနာမည်လိုက်မိရင်အချိန်ကုန်သွားတယ်။စစ်နီတုံးကြီးကကြီးပါလား။ကားသမားကားပေါ်တင်ပြီးပြောရကျက်သွန်နီလှီးဖို့ပါ။အော်ငါးရီကုန်ထုတ်တွေဝယ်ထားတဲ့ပစ္စည်းတွေတင်ပြီးပြန်လာခဲ့တယ်။စီ10ပိတ်တာပုံနှပုံကြည့်ပြီးငါဖြစ်အောင်လုပ်မယ်လို့စိတ်ထဲကပြောကလက်သီးကိုစုပ်ပြီးညှောက်လိုက်သေး။ကားသမားအိမ်ထဲထိပစ္စည်းတွေသေးဖို့ပေးမိဘူးစူးစမ်းငါတူမဟုတ်ဦးလေးလို့ပြောကားခပေးလိုက်တယ်ငါးရီကိုနေကိုစီကြောကစကားကြီးနဲ့ရေးဆက်လိုက်ပြီးမုံနဲ့ဆက်လျက်ဆံမုတ်ပင်းမုတ်ကော်မုတ်တွေစက်သားမုတ်ဆောင်ဆိုတာကြီးရီထည့်ပြီးတော့မပြစ်မကျဲဖြော်ကအုပ်ထားရင်2 နာရီလောက်နှက်ထားရမှာကွန်ပျူတာဆိုင်သွားအောင်မလို့ပြောပြီးထွက်သွားပြန်နေရွှေဘူးအိမ်တွင်းမှုလုပ်ငန်းဆိုတဲ့တစိတ်ကိုမှားပြီးပြန်လာတယ်အိမ်ရောက်တာနဲ့ရေးစစ်ထားတဲ့ငါးရီကိုနေကိုငံပြားရီအချုံမုတ်ဖြူကအရသာနေပြီးမိဖို့ပေါ်စေဟိုးတင်လိုက်တယ်စီဆက်ပိတ်တာအကုန်ထည့်ပြီးတင်ထားကငါးရီကွန်ထည့်ထားတဲ့စတရီးစလုံးကြီးတွေကိုမုတ်နစ်တီစမ်းချကနှံ့အောင်နေလိုက်တယ်မုတ်နစ်အနေငယ်ကိုငါးရိုးတွေထဲကဇွန်းနဲ့ချောင်းနဲ့မွေးပြန်နေအယောင်အစင်းအတွက်ဓာတ်မောက်တွေထည့်တဲ့ဈေးဝါရောင်လေးကြောင့်အယောင်ကဝင်းဝါသွားတယ်စီယိုမပွက်ခင်စတရီးစလုံးတစ်ခုတည်းငရုတ်သီးအကြက်မုတ်နဲ့နှံ့ဖြူထည့်ထားတယ်ဘေးမှာတော့တံမြာသီးတစ်ချမ်းကိုအရန်သစ်ချထားတယ်စီကျက်တာနဲ့ရောက်စွန်းကြီးနဲ့ရုပ်သီးမုတ်နှမ်းထည့်ထားတဲ့ဇလုံးတေးခက်ကတဖြည်းဖြည်းလောင်းထည့်တယ်ဒူနဲ့ချောင်းနဲ့အသာမွေးလိုက်စီပူလောင်းချလိုက်နဲ့စီမြုပ်တာနဲ့တံမြာသီးတစ်ချမ်းကိုညှစ်ချလိုက်ရာစူပွက်လာပြီးအယောင်တက်ကမွေးပြန့်သွားတယ်နှက်ထားတဲ့ငါးရီကိုနေကိုတစ်ခုချင်းအမြန်ထည့်လေတယ်နှက်ကလေးကအပြားလိုက်စီထားပြီးအရန်သစ်ထည့်ရုံပါပဲအိုးပြေတဲ့ထည့်ပြီးဒူအရှင်နှချောင်းနဲ့အထက်အောင်လည်းကြက်တာတွေဆဲပြီးစီစစ်စကားတွေထည့်တယ်3အိုးစတိုက်ကြော်ပြီးချိန်မှာတော့အင်းရှိမှာအသစ်ခင်းထားတဲ့ပလတ်စတစ်အခင်းပေါ်ပုံကြီးဖြစ်သွားတယ်။ငါးရိုးတွေထည့်ထားချိန်ငရုတ်သည်စီမွေးကိုငါးရီကွန်ကြော်ပေါ်ဆန်းထည့်ထားပြီးနှံ့အောင်အခင်းဆောက်ကိုဟိုဘက်ဒီဘက်လှုပ်ရမ်းပေးခြင်းပြုပြီးငါးရိုးတွေကိုစတီးစလုံးနဲ့ထည့်ကကြော်ချင်းကိစ္စပြီးသွားတယ်။မောင်လေးမကြီးအပြင်ခဏသွားမယ်။မှားထားတဲ့ဒစိမ့်နဲ့ခတ်ထားတဲ့ပလတ်စတစ်အိတ်ကိုသွားယူလေတယ်။ပြန်ရောက်တော့အသင်းထုတ်ထားတဲ့အပူချိန်ရော့ပြီးခဏလေးဖြစ်နေပြီမို့အိမ်နဲ့ထုတ်ကစီတန်းထားပြီးအားလုံးထည့်ပြရနဲ့လေစုပ်ကပိတ်လိုက်တယ်ဟဲအထုတ်300တောင်အရင်ကစီနဲ့ငရုတ်သီးနှမ်းမေးဒါပေမဲ့နောက်ပိုင်းငါးရီကွန်ဝယ်ရရင်တွက်ချက်ပြီးတော့အထုတ်ရှိရနဲ့ဖောက်သေးပြီးဖို့ဆုံးဖြတ်လိုက်တယ်ငါးရိုးတွေကိုခေါင်းပြုတ်ပြီးအယိုးတွေကိုအဆက်ထိတ်ကထုတ်လိုက်ချိန်မှာတော့အပါကောင်းနေရောပဲမကြီးအကျင်းနဲ့ငါးကောင်းနေစားရင်မောင်လေးကပြောနေရဲ့သူလည်းမြည်ကြည့်ပြီးပြောသွားတယ်ရေခဲကြောင်းနေရနေပြီရော့စားကြည့်ကြမောင်ညီမတွေကိုတခုစီပေးပြီးသူလဲတစ်ချောင်းကိုဖင်ကကိုက်ဖောက်ပြီးစားလိုက်တယ်ဟာမကြီးရေခဲမို့ရတာပဲရှေ့ကောင်းလို့ပြောတယ်လို့ပါပဲအရသာကောင်းပြီးစေးပိုင်နေကြီးလက်မအောင်ထောင်ပြီးငါးရီခွန်ကြောငါးရိုးကြော်တွေကိုကျိုးနဲ့ငါးတုပ်တွေချီရတွဲပြီးနေ့လေစားကရေခဲကြောင်းတွေကိုရေခဲပုံးနဲ့ထိတ်ကကားကိုဖုန်းဆက်ကခေါ်လိုက်ပါတယ်ဟာငါတူမတဲတွက်နေပါလားဟာဟုတ်နေ့လေပိုင်းမှာဈေးမှာလူရှင်းနေတဲ့ကိုစုံဆိုင်တွေစီမဝင်ခင်အိမ်ဆိုင်တွေစီရေခဲချောင်းဆက်ကအဟောင်းပေးအသစ်ယူစနစ်နဲ့ပေးခဲ့ပါတယ်။စားကြည့်မင်းဟုတ်ဒီတတွေကလက်ဆောင်ပါဆိုင်ရှင်တွေကလက်ဆောင်ပေးတဲ့တတွေကိုဖောက်စားကြတယ်။ပါစတဲ့ထည့်ပြီးဝါပေးရနဲ့လက်မထောင်သွားကြတယ်။ငါးရွက်ကိုအဲ့လိုကြော်စားရမယ်မသိဘူး။တကယ်ကောင်းတာမုံနစ်ကအရသာရှိနေရပြီ။ပထမနေ့မို့တိတ်မြူထားကြပြီ။ကိုတာကေးမုတ်ဆိုင်ကတော့အထုပ်နေရကြတာကိုအကုန်ယူထားလေ။အပြတ်မှာဗလာဆောင်နဲ့ပေါ့ပြီးရေခဲဘူးသားပြန်ပါလာတော့တယ်ငါတူမတော်သားပြီအိမ်မာနေနာမည်နဲ့ဖုန်းနံပါတ်ထည့်ထားတယ်ဟုတ်ပြောပြီးရေခဲချောင်းအိတ်ကိုပါဒီစိမ့်နှိပ်ဖို့ဝေးမကပြန်ခဲ့ပါတယ်ငါကြော်စီတွေကိုအိုးကြီးတဲ့ထက်ကအိုးကိုစေပြီးနီလန်းထားတယ်ကြက်သွန်ပြူတွေကိုကောင်းဖြတ်ပြီးကလေးတွေကိုခွာခိုင်းပြီးသူကတော့ကြက်သွန်တွေခွာလေးတော့တယ်မကြီးဘာလို့ဖို့လဲမောင်လေးကမေးတော့ဖူးကပြုံးပြီး
ပစွန်ချပလက်ချောင်းကျော်ရင်ငပိကြော်ဘူးလေပြောပြတော့အများကြီးတော့နေတိုင်းကြော်ရမည်အထားခင်တာမို့အော်ရာရရင်တခါလေးပို့လို့ရအောင်ပြောရင်ပစွန်ကြောက်ရေးစိမ့်ထားတာကိုပြေးကရေးလဲပြန်နေစလုံးကြီးတဲ့ပစွန်ကြောက်တွေကိုနှစ်ကရေးဆေးပြီးတော့စကားနဲ့နောက်စလုံးသေးကိုထဲကစိမ့်ထားတယ်ရေဟောင်းကိုသွင်းရင်အနေကိုလက်နဲ့ဆန့်ပြီးမှန်လိုက်တာသဲတွေလို့ပြောရင်သူ့ကိုဆောက်ရဲပေးတဲ့အမည်မသိအတော်ကြီးကိုမြင်အောင်သွားတယ်ကျက်သွန်ကြီးကိုစားချုံမုတ်ထည့်ပြီးမွေလီတလက်ထားစီပွင့်စကားနဲ့ထည့်ပြီးစီမရှန်အောင်နှက်လိုက်ဆေးလိုက်လုပ်ပြီးမှထက်ထဟုတ်တာပဲစီမရှန်တော့ပြောတဲ့အတိုင်းတန်ပြားကော်ရှည်လေးနဲ့အိုးဖင်တီမွေယုံနဲ့မတူးမကတ်တော့ဘူးဟောဝါလာပြီဆေးရမယ်လို့ဖူးကပြောရင်ကျက်သွန်ကြော်တွေကိုဆေးကစကားနဲ့စီစစ်လေကျက်သွန်ကြီးတွေကြော်ပြီးရနဲ့ကျက်သွန်မျိုးကြိတ်ထားတာကိုကြော်ပြန်နေဝါလာတဲ့အခါစကားစိတ်လေးနဲ့ဆဲပြီးတော့ခဏအမောဖြေလေအလို့ရနေပြီမြင်ဆောက်ရက်ကိုယူကပြန်ဖက်နေစီလျှော့ပြီးတော့ပစွန်ချောက်ကိုငံပြရီအကျုံမုတ်ဖြူပြီးကြော်ရမယ်ငပိပုတ်ထောင်ကိုငပိကြော်ရတာလွဲသားပြီပစွန်ချောက်ထောင်ကြီးရေကုန်ပြီးမွေးလာတာနဲ့ကျက်သွန်ဖြူကျက်သွန်ကြီးတွေရောကမီအေးအေးနဲ့မွေးပြီးအချိုအတွက်ဖေကရုပ်သီးစီချက်ကိုရောလိုက်တယ်စတီးစလုံးကြီးတွေနဲ့ထည့်ထားပြီးငပိကိုဆလောင်ပူနဲ့ဖိသိက်ခါမီအေးအေးနဲ့กินတာတလွာချင်းစုံတဲ့ထိတ်ပြန်กินတဲ့စိတ်ရှိရှိဖုတ်ခါထောင်းထားတဲ့ငပိတပိတ်သားကိုစီဘူးတဲ့ထိတ်ကမှွေပြီးကျက်သွန်ဖြူနီကြော်ရီထိတ်ကရှေ့ကနေတူအချိုအဆက်ခွဲပြီးချိန်မှာတော့မော်ဒါလို့ပြောပြီးထိုင်ထားလိုက်ပါတယ်တစိတ်သွားယူအောင်မေးမနှက်ပြန်ရီခဲတော့အကုန်ရောင်းရပါစေလို့ဆုတောင်းပြီးတစိတ်သွားပြန်ယူတယ်စတင်လှုပ်ချင်းမှာပဲ900ရန်ဘလက်ချောင်းကျော်ငပိကျော်အထုပ်အပြင်30သားထုပ်20သားထုပ်ပါထုတ်လိုက်တယ်တကယ်နာမည်ရပြီးသားသူတွေလို့အရေးအတွက်အများကြီးစတင်လှုပ်ခဲ့တဲ့ဖူဟာနောက်တစ်နေ့မှာပဲ9ရီကွန်ကျော်နှမျိုးပေါင်း90ရေခဲချောင်းအစုံ100အဲ့လိုအမှားရလာတယ်9ရီကွန်နေပို့ပြီးတော့အခြားဈေးတွေမှာပါလိုက်ဝေကတန့်စင်ပြီးအရသာနှက်ကရေခဲတက်တာတွေတင်းလီတယ်ရဲဆွဲတက်တဲ့တစိမ့်တုံးနဲ့မောင်ဖြစ်သူကတနေ့တနေ့စာအိမ်မှာနှိပ်ပေးတယ်အငယ်မတွေကငယ်ပေမဲ့ကျက်သွန်ဖြူနေခွာပေးကြတယ်မကြီးရေးတော့အောင်အဲ့လိုနဲ့အိမ်တွင်းမှုလုပ်ငန်းကြီးတစ်ခုအဖြစ်အောင်မြင်ခဲ့ရကနေမှတ်ပုံတင်ရတဲ့အထိနာမည်ကြီးခဲ့ပါတယ်အိမ်လာကတနေ့စာပြန်ချုပ်ရပြီးတဲ့အချိန်ထိပိုင်လေးပေးတဲ့ငွေက10သိန်းကျန်နေသေးတယ်ငွေသိမ်းပြီးအရင်ကျန်အမျက်စုလိုက်တာ3လအတွင်းစုထားတဲ့ငွေကိုစီနဲ့ပစွန်ကြောင့်ငပိလိုဝေကပုံထားတယ်9ရီကွန်ကျော်အဆက်အချို100လက်ငင်းနောက်ပိုင်းလက်ငင်းစနစ်ဖြစ်လာတယ်ရွှေဘူးဘလက်ချောင်းကျော်ငပိကျော်တွေကိုနေပို့ရတယ်လို့နိုင်ငံသားအမာတွေရလာတော့လူ9ရလာတယ်ရက်ွက်တရားမိန်းကလေးတွေနဲ့အကူနဲ့အဆင်ပြေခဲ့တယ်ထုတ်ပိုးတာလိုက်လွင်ခြင်းမားကတ်တင်းအနေနဲ့ကြော်လော်တာတင်ပြရာကနေတနေ့အတွင်းမြေတော့ကွက်ကိုဝယ်နိုင်ခဲ့ပါတယ်အိမ်မဆောက်နိုင်သေး၍တန်ချောင်းနဲ့အုပ်ဖက်နဲ့ခံပြီးပေ40ပတ်လေကိုကိုတောင်သဘောဆောက်ကမောင်နှမ၄ယောက်အတွက်ဖျားကန်းကိုတောက်မှာအခန်းဖွေပြီးကျန်တဲ့နေရာကိုလုပ်ငန်းအတွက်ပြင်ဆင်လိုက်တယ်ကြော်လော်ပြီးအချိန်နဲ့တပြေးညီထုတ်ဖို့ကစတီးစင်တွေပေါ်တင်ထားတယ်9ရီကိုတင်ထားတဲ့ရေခဲတစ်တာ3လုံးထိရှိလာတယ်ညဘက်အလုပ်သမားတွေပြန်မှရေခဲတို့ထုတ်ကြတယ်ကျေးဇူးရှင်အတော်ကြီးနဲ့အကိုကျမ်းမာပါစေချမ်းသာပါစေလို့မမေ့တမ်းမြတ်တာပို့လေအရင်ကလကားရခဲ့တဲ့9ရီကိုနဲ့ငဖေရိုးတွေကိုစားချုံမုံနဲ့ကြော်စားကောင်းနေထင်တာအတော့နီးနဲ့မှညီနှမ်းပြောက်ပြီးအကြာကြီးကျွတ်ရွာနေတာ9ကြော်ကောင်းနေနဲ့နေတိုင်းထမင်းနှစ်ဘူးချက်ပြီးစားနေ9ကောင်းကြော်တွေထောင်းပြီးခွေးကျွတ်ရလေကုတူရသေးတယ်လို့ဖူးတွေးဤပညာပါတဲ့ဆေးရိတ်ကိုလက်ကောင်းပံ့ပိုးငွေ350ကိုအောင်မြင်ရင်တနည်းပြန်တွေးခဲ့ရင်လက်ကောင်းမြင်အောင်ရင်တနေ့ပြန်တွေ့ခဲ့ရင်မောင်နှမတွေနဲ့မိတ်ဆက်ပေးပြီးထိုင်ကြောရင်ဆုံးဖြတ်ထားလေနေစရာမြေနဲ့အိမ်ကမကောင်းပေမဲ့လုပ်ငန်းနေရာအတွက်အဆင်ပြေလွန်းလာတယ်အလုပ်သမား9ယောက်အကူနဲ့နေ့စဉ်လုပ်ရတဲ့ဖူဟာသူ့ရင်ဘဝကိုမေးထားနိုင်ပါပြီတွားရင်လာရင်ကျေးဇူးရှင်တွေကိုရှာမိရေဆိုင်ကယ်တစ်စီးနဲ့ဈေးဝယ်ကားနဲ့စုကပို့စေပြီးတော့ငွေလိုက်တင်ရတဲ့ကုန်သစ်ပို့ထားတဲ့ဆိုင်တွေစီပတ်ရတယ်တညင်းသီးစားရည်စိန်စားနုတင်းုံထည့်ပြီးရင်နှွေးဆူဆူထည့်ကအေးခန့်နေတုံညတိုင်းတိုင်းရေလေးစိန်ထားတဲ့တညင်းသီးအခွန်ချွတ်တွေကိုစားရည်အေးတဲ့အပြည့်ထက်ကပလတ်စတစ်နဲ့လေးလုံးအောင်ဖုံးပြီးကျိုးချီထားလိုက်ပါတယ်ပေါ့ပေါ့ပပနဲ့ခြံနောက်ဘက်မှာပြစ်ထားကချင်းပြီးရတာနဲ့ဘူးရီတွေထည့်ပြီးအနက်လုံအောင်ထုတ်ဖို့ကစင်တွေပေါ်တင်ထားပါတယ်ငပီကျော်ပစွန်ကြောက်ပလာချောင်းကျော်တရက်9ရီခွန်9ရိုးကျော်တရက်နဲ့လဲပက်လာကြရင်ရောင်းရတာတွက်၍ရပြက်မရှိပဲအမျက်ကစက်တိုက်ဆုလာရတယ်။ငါကြီးရေခဲကြောင်မောင်လေးတောင်းဝင်ထားအချိန်3နှစ်မှာသူ့မောင်လေးက17နှစ်ပြည့်ပြီမို့ရေခဲကြောင်ကိုကျွမ်းကျင်နေပါပြီ။စပိန်နဲ့ရက်ကွက်ဆိုင်ကျောင်းမုတ်ဆိုင်တွေပါပို့ပေးလာ၍ဖူးသက်တာရတယ်။အဲဒီ3နှစ်တာအတွင်းပိုင်လေးရတိုးတက်နေပါပြီ။ခွဲစိတ်ပြီးပြီမို့မိစိတ်မပူတော့မိဘတွေစိတ်အေးချမ်းသာတယ်လို့ပိုင်လေးလေးစိတ်ချမ်းသာရပါပြီ။လုံးဝကျမ်းမာပြီးညီလို့ကောင်းလာချိန်က6လကြာသွားပြီ။
ဖုံးဆက်ဖို့အရင်ဆုံးတတိယမိသူကဖူးကိုပါမလောက်တဲ့မကိုင်းတဲ့နဲ့ငွေကုန်ပြီလားမသိဘူးဘာစည်းဝါးရေးတွေလောက်ခိုင်းရပါမလဲလို့တွေးနေတော့အေကနဲ့အတူထိုင်နေတဲ့အနုကငါးရီခွန်ကျော်ကိုတရေစားလို့တကြွကြွနဲ့စားရင်တီဗီကြည့်နေရကနေအိတ်ခွန်ကိုစပွဲပေါ်ချလိုက်တယ်ပိုင်လေးလေးဘာရင်မဟုတ်ကြည့်မိရရွှေဖူးငါးရီခွန်ကျော်ငါးရိုးကျော်အိမ်တွင်းမှုလုပ်ငန်းဖုန်းနံပါတ်ဆိုတာကိုတွေးလိုက်ရကခေါင်းမွေးတွေပါထောင်ထသွားကကျင်းတဲ့ပီတီဖြစ်သွားတယ်စားလို့ကောင်းလားအနုနောက်တစ်ထုပ်ဖောက်နေရဲ့အနုကိုမေးရကောင်းနေစားကြည့်ပိုင်လေးလက်ဆက်တွေငါးရတာအပြည့်ပဲပါဆက်တွေပျော်ဝင်သွားတာအနုပေးတဲ့ငါးရီခွန်ကျော်တစ်ခုပိုင်လေးစားကြည့်လိုက်တယ်အတော်ကောင်းတာပဲပိုင်တော့ငါမကြိုက်တာကြိုက်သွားပြီဟုတ်တယ်ရာတော့ကြိုဝဲရတာပစ္စည်းပြတ်တက်လို့မမတို့လင်မယားကတော့ရွှေဘူးပလက်ချောင်းကျော်ငပိကျော်20သားထုတ်10ထုတ်အမြဲဝေထားရတယ်ထမင်းမိန်လို့လေပိုင်လေးဟာဖုန်းမဆက်တော့ပဲနေလိုက်တော့တယ်ဆိုမမအေကရီမိဘတွေမိတ်ဆက်ပေးထားတဲ့သူတို့သမီး2ယောက်ကိုပိုင်လေးရွေးရမှာပါ2ယောက်လုံးကချောလာကြတယ်ပြေဆုံးချမ်းသာကြတယ်ဆိုမမအတွက်တည်းအေကရီကအမြဲပြုံးနေတတ်ပြီးသူတို့အိမ်ကအိမ်ကိုလှုပ်သမားတွေကိုချိုးသားစွာပြောတာတတိထားမိပြီမိမိအေကရီကိုတားရွေးလိုက်ပြီကောင်းနေဒါမုတ်ဆိုးမသမီးပင်မိဘအလုပ်ကိုဦးစီးနေရပဲလို့ပြောကမင်္ဂလာပွဲကျင်းပကြတယ်အသက်28နှစ်ထိရီးစားမထားဘူးဟုတ်လားအေကရီလို့မေးရပွဲရပြီးတော့မိမိကိုကူနေရရလေအေကရီတို့လုပ်ငန်းကအင်ဖို့အကျော်ဦးငွေကန်တို့ကိုတွင်းကလက်လီလက်ကဖြတ်နေလုပ်ငန်းမှာပိုင်ကတော့ရီးစားများကြီးထားခဲ့တယ်မချစ်ခဲ့ဘူးသူတို့သမီးရွေးရတော့အေကရီကိုရွေးလိုက်တယ်ဘာလို့သဘောကျလဲပိုင်အေကကျန်တာတက်လို့အိမ်ကူကော်ဖီပန်းပြုတ်ကြတာတခြားလူကိုမစုံမဟုတ်ပဲအပူလောင်သွားသေးလားမေးပြီးပြေးထူတာကိုတွေ့ပြီးချစ်သွားတာဟန်နီမူခီးမှာတယောက်ကိုတယောက်စိတ်ခံစားမှုတွေဖလှယ်ကြပြီးတာသမီ2ယောက်ယူကြမယ်ဘိုးကမှပျော်ပျော်နေကြမယ်လို့ကြိပေးခဲ့ကြတယ်မိဘတွေပေးထားတဲ့အိမ်မှာလင်မယား2ယောက်ခွဲနေတာပိုင်လေးကသူ့ဖခင်ကုမ္ပဏီစီသွားတယ်လို့အေဂရီကသူ့မိခင်ဆိုင်အောင်သွားတယ်ပိုင်လာပြီလားခဏလေးနော်ပြောကပေါင်ချဖြတ်ပြီးဝယ်သူကိုပေးလိုက်ချင်းမမငွေအိုးကြီးရောက်ရင်ဖိုးဖုံးဆက်ပေးနော်ဟုတ်ပြီဖူးမမအတိနဲ့အဆင်ပြေလားပြေတယ်မမငွေတွေကြိုကြိုလွဲနေလို့တားနေရတယ်ခုပြေဦးပါအဲမကူညီနဲ့ပစ္စည်းပို့ရတာမို့အဆင်ပြေရတာပိုင်လေးဟာရွှေဖူးနဲ့သူ့မိမစကားပြောနေအောင်ကြည့်ရင်ပြောနေပါလေမွေးကနီးမိမနာသွားပြီအေးပိုင်ကားပေါ်ကနေစောင့်နေမယ်လို့ပြောတာထွက်လာတယ်ဖူးကမြင်မှုတလို့တွေးနေတော့အဲ့ဒါမမအမျိုးသားပဲဖူးဟုတ်လားလိုက်ဖက်တယ်မမလို့ပြောကငွေရှင်းပြီးချင်းခဏနေလာပို့ပြီးအကောင်သေးချာတက်ဆင်ပေးမယ်နောက်ဖူးဟောင်းမမလို့ပြောကဖူးထွက်လာပြီးပိုင်လေးကိုရှာတယ်ပိုင်လေးကကားရဲထိုင်ကသူ့ကိုရှာနေရဲ့ဖူးကိုထွက်မတွေ့ပဲလွန်ခဲ့တဲ့လေးနှစ်ကတွေ့ခဲ့ရတဲ့ရငက်မာလေးမဟုတ်တော့ရဲ့ကျင်းတဲ့ကပီတီဖြစ်နေပါလေပိုင်ရီမနှက်ပြန်အေဂရီစေကန်းတက်ရမယ်တဲ့မိမိပြောတယ်ပိုင်မာစေကန်းမှာအတူနေဖို့ဖေဖေကိုပြောခဲ့ပြီလို့ပြောကကားအောင်မောင်းထွက်လာရပစ္စည်းတင်ထားတဲ့အေဂရီတို့ကားရှိကိုဖူးဝင်သွားတာကိုအေဂရီကပြရင်အကောင်မလေးကအရန်တော်တာပဲပိုင်တပိုင်းတနိုင်ကနေကုစုလုပ်ငန်းကြီးဖြစ်နေပြီထုတ်ပိုးတာအစဆက်နှစ်သူ့ငါးရီကွန်ကျော်ငါးရိုးကျော်ငပိကျော်ပလက်ချောင်းကျော်အရန်နယ်မေးကြည့်တာအလုသမား20ကျော်နဲ့ခုမှအသက်က24နှစ်ပဲရှိသေးတာလို့ပြောမှကိုပုံးနေလိုက်တာမိမရဲ့သူ့ကိုပိုင်လေးရပြောရအေဂရီအန်ကဘာလို့လဲသူနဲ့ပိုင်ရလို့မေးရလွန်ခဲ့တဲ့4နှစ်ကျော်ကကျူးတဲတွေဘက်ကိုရောက်ခဲ့တယ်ကိုပင်အောက်ကတင်းငယ်လေးတွေရွှေဘူးတို့မောင်နှမ4ယောက်ကိုတွေ့လိုက်ရတော့ပိုင်တနာရပြီးနှလုံးမှာအောင့်သွားတယ်လုံကျုံနဲ့အေးလေးငားနေဖို့ငွေပေးခဲ့တယ်ကေဘေးကောက်တောင်းပြီးနောက်နေ့ရင်းနှီးစားဖို့350ပို့ပေးလိုက်တယ်အဲ့နောက်ပိုင်းပြန်မတွေ့ရဘူးပိုင်လေးစိတ်ကူတာနဲ့လက်ထက်တာနဲ့ခုမှပြန်ဆောင်ရတာသူကလိုအောင်မြင်တာသိရတော့ဘာအယံဝမ်းတာတယ်လို့ပြောပြတဲ့အထေညောင်းငယ်အကြောင်းမပါဝင်ခဲ့ပါတာဒုပါကိုပိုင်ရင်လွန်ခဲ့တဲ့4နှစ်ကျော်အားဖြစ်တယ်ဆိုမမအသက်22နှစ်သူ့ထက်3နှစ်ခန့်ကြီးတဲ့တတိသားပိုင်စီကိုအရယူဖို့ဆုံးဖြတ်ထားသူပါတမိဆိုရင်ညကြရင်ပိုင်လေးပါလာမေးတဲ့တမိကိုမိတ်ဆက်ပေးလိုက်မယ်သူတို့သာကောင်းငိမ့်ဖို့ပဲလို့တယ်မိဘတွေပြပြထားပြီးအကောင်းဆုံးပြင်ဆင်ထားပြီးအဲ့ခံကမှနာယီတကြီးကြီးနဲ့စကားတော်မပြောလိုက်ရပဲထက်သွား၏မိသူ့အမေကိုခွင့်ထောင်ပြီးပိုင်လေးကားနောက်ကိုစိုးမမလိုက်ခဲ့တယ်ဟာမကောင်းတဲ့မိမတွေကြက်စားတဲ့နေရာကနေကောင်မလေးတယောက်ကိုကားပေါ်ဆွဲတင်သွားတာတွေ့လိုက်ရပြီဟာအံ့ဩစရာပဲတေးစမ်းမိဆိုငါအေဂရီနဲ့ဖြစ်နေထင်နေမိဟာခုလိုမြင်ရတော့မတတီတော့ဘူးအေဂရီယူကျင်ယူလိုက်အပ်မှာနေမယူပဲဒါကြီးကိုယူသွားရင်တော့မသိဘူးပျော်ပြီးပြန်လှည့်သွားတယ်မိသမီးပိုင်စစ်ကိုမယူတော့ဘူးအေးရောက်တာနဲ့မိခင်ကိုပြန်ပြော၍ဘာလို့လဲသမီးရေ
မိဘတွေကအရင်ချမ်းသာတယ်မိမိတို့ထက်အစာပေါင်းများစွာသူ့ဘာသာချမ်းသာတာပဲတမီးကယွန်းတက်တယ်တော်ပြီမိအဲ့လိုနေလာပြီး6လလောက်ကြာမှမိဘအနားပြန်ချ၍ထက်ဆုံမှုအိမ်ုံလာကြတဲ့အခါရုပ်ကချောလွန်နေပြန်တော့ညငယ်မနဲ့ကိစ္စကိုမိဖြစ်ပြီးကျန်ထဲမှာနှစ်ယောက်တည်းစကားပြောပြကြတယ်ကိုပိုင်စေးခုသွားတာဆိုဆိုမမနဲ့ကိုမိဘတွေစီမံထားတာကိုလက်ဟဲ့ဘာလာလောက်တာလဲတွားခေါ်မလားတကယ်လေအလိုက်ကန်းဆိုမသိဘူးဘာကြည့်နေရလဲတွားဆိုအိမ်ကိုလေးကမတွားပဲရဲ့ကြည့်နေပြီဆိုမမခဏနေပါဦးသူဘာပြောစရာရှိလဲအရင်မေးလေပိုင်လေးရဝင်ပြောမှပြောဘာလဲဘာဘာကြီးမူးလဲလို့မိမိကြီးကအခေါ်ခိုင်းလို့ပါဟင်ကဲဟဲ့တောင်းမပြောဘဲနဲ့မအော်ဝင်မေကောင်းငုတ်ထားတဲ့အိမ်ကူကိုငေရင်ပိုင်လေးကောင်းခါလိုက်တယ်ကိုပိုင်ပြီးမှဖုန်းဆက်မယ်နော်ပိုင်လေးလက်ပြပြီးမိခင်ကိုခေါ်ပြီးပြန်ခဲ့တယ်ဘလို့လဲတာမဖြစ်ဘူးအမေအေဂရီတို့အိမ်သွားကြမည်စုံဘူးပြီးသားတွေမို့အေဂရီထံကိုကျုံမပြောဘဲလာခဲ့ကြတယ်ဟဲမမတို့ပါလားကျမတို့သားမိလေကုလေတင်ဆိုင်ရပြန်လာတာတကားဖွင့်ပြီးအေကမ်းမှာဝင်ထိုင်ကြပြီးချင်းရေချိုးပြီးပေါ့ပေါ့ပါပါကောင်းဝင်တပတ်ရည်လေးဝက်ခါထွက်လာတဲ့အေဂရီကိုပိုင်လေးတစ်ချက်ငေးမိသွားတယ်ပုတ်တူရေကော်ဖီလေးယူလာပေးအောင်အရှင်သဘောကောင်းရင်အင်ကူကဆက်စုစိမ်ဖြစ်နေပါပြီအေဂရီနဲ့သဘောတူထားသူမို့ကြည်ကျင်စောနေလာရင်ဘန်းလွတ်ကျသွားတယ်ဟေးပုတ်တူပူသွားလားပြစမ်းရှက်ပြတာကိုမိပုတ်တူရေတားမိတွေကမဆူမဟောက်ပြီးကုလိုလေးဆိုတော့ချစ်တာမချစ်တာထက်စိတ်နှလုံးသားကိုသဘောကျသွားတာမိမိအေဂရီကိုပဲလို့ပြောလိုက်ရလူကြီးတွေစီမံမှုနဲ့လက်ထပ်ဖြစ်ခဲ့တယ်မင်္ဂလာဆောင်ပိတ်ထားပေမယ့်စိုးမမအဖေနေမကောင်းလို့အကြောင်းပြကမလာကြပြီဒီနေ့မှာတော့ဖုန်းကြည့်ရင်ရွှေဘူး page တက်လာ၍ကုမပိုင်ရှင်ပုံတွေ့ရတော့တယ်ဟိုတယောက်နေတူနေရပြီဟာငငယ်လေးနဲ့ဒီလောက်အောင်မြင်တာ तू ကဓာတ်ကြောင်ကိုဟာအေဂရီစိတ်တော့မကောင်းပြောပြရမှာပဲပြောကအေဂရီကိုဖုန်းခေါ်လိုက်တယ်ဟယ်လိုကိုပိုင်လားဆိုပါအေဂရီနဲ့ပြောချင်လို့ခုခွဲခန်းထဲမှာအေဂရီကဟဲမွေးနေပြီလားပိုင်လေးကစကားအနည်းငယ်ပြောပြီးဖုန်းချလိုက်တယ်အေဂရီနဲ့အကြောင်းတူတက်ခဲ့တာမို့တငယ်ချင်းတွေဖြစ်မယ်လို့ပြောပြီးနေလိုက်တယ်အေဂရီကိုမကလေးရ၍ full page အောင်မှာအကောင့်တူနဲ့တွားမှန်နေငါးရီကိုကျော်ကချက်စော်နေနေမိပွိုင်းစုရက်ကမမဖူးအဲ့လိုတွေလိုက်မှန်နေရရွှေဘူးကဖတ်ပြီးဒါကြောင့်မျက်နှာမပြပါဘူးဆိုကလေးမတွေကတိမှမသိပဲပြောရင်သာပြောပြီးမတုံ့ပြန်မနေလိုက်တယ်မကောင်းတာလုံးမိအဲ့လိုရဲ့ကြောင့်ကိုနောက်ကနေအရေးလိုလိုက်နေတတ်တယ်ဆိုတဲ့စကားအယက်မှန်တာပဲလို့တွေ့ရသူ့အလုပ်ကိုပဲဆက်လုပ်နေပါတယ်စည်ရီမကဘာလာမှန်နေရလဲမနာလို့ဖြစ်နေရလားအဲ့လိုစပြန်ပြီးဘလော့ဖြစ်တာကြောင့်အကောင်ပေါင်းများစွာဖောက်ပြီးလောက်ရတာမောသွား၍စိုးမမထပ်ပြီးတော့မမှန်နိုင်တော့ပြီအဲ့လိုသာနှောက်ရက်တာသူထမင်းဆိုင်ရွှေဘူးငပိကျော်နဲ့ဒညင်းသီးမပိုင်မစားတတ်သူပါ3 လအကြာမှာတော့ရက်တရားမွေးနေကင်မွန်းတက်ပွဲပိုင်လေးတို့ဖိတ်၍စိုးမမပွဲတက်လာတယ်တစ်ဖက်ကရွှေဘူးလေးအေဂရီယာဖိတ်ရောက်လာတယ်မောင်လေးညီမလေးပါခေါ်လာတော့ဖူပြော၍ဖူကသူ့မောင်လေးညီမတွေကိုဝေကောင်းစားလာတွေဆင်ပေးပြီးရောက်လာတယ်ရွှေဘူးငပိကျော်မဟုတ်လားစိုးမမဖူးတို့မောင်နှမတွေစီရှောက်လာကမေးပြီးအောင်ဝင်ထိုင်လိုက်တယ်ဟုတ်ကဲ့ရှင်အရင်ကမီးပွိုင်နာလေးတွေ့နေရကိုပိုင်စီနဲ့ပါသွားပြီးတည်းကမတွေ့တော့တာပဲကိုမှတ်မိနေအတီးပေါက်နဲ့ပြောလာရမမလူမားတာဖြစ်မင်းမမအေဂရီယိုနဲ့စီးပွားရေးအရာဆက်ဆံရေးပါတင်းငိမ့်စွာဖြေလိုက်တယ်ဇဝေဇဝါနဲ့စိုးမမဖြစ်သွားပုံမြင်ရတော့သူ့ကိုတိုက်ခိုက်နေသူဟာစိုးမမမှန်သိသွားတယ်ဖူကအချိန်လေးမပေး၍မကောင်းတာလုပ်ပြီးဝမ်းစာရှာရပေမယ့်အတူခေါ်သွားတဲ့အမရဲ့အကြံပေးမှုကြောင့်ပါပြင်မှာမဲ့အတူတက်ချင်းနှကန်းနီရဲရဲကိုစိုးချင်းတို့နဲ့ရုပ်ဖြက်ကညဘက်လှုပ်ရှားခဲ့တာမို့သူနဲ့အတူအိတ်ဖူးတဲ့သူတောင်အပြင်မှာတွေ့ပါကမမတ်မိကြတာမို့ရဲရဲတင်းတင်းညှင်းလိုက်ကြမှာတူတာလားအနီးကမမြင်ရပေမယ့်မျက်နှာတူနေရအောင်စိုးမမတွေးနေတော့ကလေးရက်တရားမွေးနေကိတ်ခွဲလေအေဂရီဟိုကရွှေဘူးကိုသိရလားကောင်းရီတူတော်သူမို့အနာကက်ကပြောဆိုရတဲ့စိုးမမကမေးရအော်ဖူးလားသိရလေဆိုင်ရဖောက်တယ်ပဲအရင်ချစ်ဖို့ကောင်းတာအယိုးရှင်းဆုံးပြန်ဖြစ်အပြီးကိုပိုင်နဲ့တွေ့ဖို့တဲ့ညငမ်းမနဲ့တူနေလို့မေးကြည့်တာအေဂရီဘာမှမဟုတ်ပါဘူးလို့တမင်တကာစကားကိုအထင်လွဲအောင်ပြောခဲ့တယ်လူရည်လဲတဲ့ရွှေဘူးကအဲ့ဒီအချိန်လေးကိုသိလိုက်တဲ့အခါပွဲပြီးရဲ့အထိစောင့်နေပါတယ်မမနဲ့အကိုဖူးတို့ကြော့ကျင်လို့ပါပိုင်လေးကလည်းလူရှင်းသွားပြီမို့မိမနဲ့ကလေးရှိရလာနေရကနေရွှေဘူးနဲ့စကားပြောနေပြုံးပြီးလာခဲ့တယ်
ပြန်တော့မလားရွှေဘူးဟုတ်ကဲ့အကိုနဲ့မအောင်ကြော့ကျင်လို့စောင့်နေရပါရွှေဘူးကပြော၍ပိုင်လေးရပါတယ်ရွှေဘူးခုလိုသမားအာဇီဝနဲ့နေထိုင်လှုပ်ရှားနေရတွေ့ရလို့ဝမ်းသာနေရကဲပါပြန်ကြပါကြော့ပြစီရှင်လာမောင်လေးနဲ့ညီမတို့ဒါမမတို့ရဲ့ကျေးဇူးရှင်မေလို့ပြောကအတင်းကြော့နေရလာဖူးအိမ်ထဲသွားရအောင်မမသိကျင်တာတခုရှိနေရလို့ပြောကအိမ်ထဲကိုခေါ်သွားတယ်ကလေးတွေကိုစပွဲမှာထိုင်ခိုင်းခဲ့ကရွှေဖူးလိုက်သွားတယ်မေးပါမဖူးအရင်ကမိပိုင်နာမှာဟိုလှုပ်ပူတာလားမေးလိုက်တာကြောင့်ဘေးကပိုင်လေးလန့်သွားတယ်မပြောရင်မျက်ရည်ပြဖို့ရလေဖူးကသူ့ကိုမကြည့်၍စိတ်ပူသွားတယ်သူဘာမှမလုပ်ရပဲအေဂရီအထွန်းလမ်းမှာစိုးရိပ်ပါမမအမှန်တိုင်းပြောပါမေးဒီအကြောင်းအကူကမမကိုပြပြထားမေးမထင်ပါဘူးဟုတ်ပါတယ်မမအဲ့နေရာမှာရုပ်ဖြတ်ပြီး3 နှစ်တောင်လှုပ်ရှားခဲ့တာပါအရင်ဆုံးပြပြရမေးဆိုရင်ညီမကိုပထွေးရဖြစ်စီလို့အမေကလှုပ်လိုက်တာကြောင့်ဖူးအမေထောင်ဆယ်နေကြသွားပါတယ်ပထွေးနဲ့အမေမွေးထားတဲ့ကလေး3 ယောက်ကခုပါလာတဲ့ကလေးတွေပါအစားတော့ပယံတို့အကုန်အလုပ်လုပ်ပါတယ်စားဖို့ကမလောက်ကလေးတွေနေမကောင်းတာနဲ့ကျွေးတွေတင်လာလို့ကျူကအမနဲ့အတူအဲ့မိဘအောင်ရောက်ခဲ့တာပါမမရေဖူးတို့ညာငက်တွေကမရှက်ရပါဘူးပုရိသတွေကိုမြင်မြူဆွဲရပါတယ်အနာရောက်လာရင်အဖော်လိုလားလို့ပြောပြီးပြောရပါတယ်ငွေတက်နိုင်သူလို့ထင်ရင်ပို့တောင်းပါတယ်မတက်နိုင်သူဆိုရင်စံပိုးစီဖို့နဲ့လိုက်ရပါတယ်တနေ့ညမှာတော့အကူကကြည့်နေတယ်လို့မြူဆွဲပြီးလက်ရက်ခေါ်လိုက်တယ်ပြုံးပြတယ်ကားမိဘမိလို့အကူဆန်းလာတော့ဖူအရန်ပျော်သွားတယ်ဒီညတော့အဆင်ပြေပြီလို့လေစံကုံစီကုံနေလို့မောင်နှင်းညီမတွေမနဲ့စာပဲကြွေးခဲ့ရလို့ပါအမအကူကလာပြီးတိလို့လားပါလားပြောတော့မသိလေဈေးတင်ရင်ခဏဆိုတိသွားမယ်လို့ပြောလေအကူကသဘောမပေါက်ဘူးကာဟွန်တီခေါ်နေလို့တစ်ဆက်ရှင်တသိန်းလို့ဖူပြောတာကိုတသိန်းနဲ့ဖုန်းနံပါတ်ရိုက်ထည့်ပြီးထွက်သွားတယ်တနားရီထိုးဖို့9 မိနစ်အလိုမှာအကူပြန်လာပြီးကားနေတီရင်ကိုခေါ်လာတယ်နားထောင်ရင်အေဂရီဟာညံကမာလေးဖူးတော်မောင်နှမကိုတနာတာကတသက်လင်းနဲ့ပတ်သက်ခဲ့ဘူးတာကိုနားကားစွာနားထောင်နေရတယ်ဒါပေမဲ့အကူကဟိုကိစ္စမပေါအောင်စကားပဲပြောဖြစ်ကြတယ်မောင်လေးစီဖုန်းဆက်ပြီးညစာကိစ္စပြောမှအကူကပြန်လိုက်ပို့တာပါထမင်းဝေကျွေးရလေအခါကြမှာလမ်းပြကုတ်ကိုပင်အောက်မှာတေးထိုးနေကြရတဲ့ဖူးတို့ဘွားကိုတနာပြီးတော့ဝေးစေသိမ့်ပြီးလုံခြုံနဲ့အိမ်ငှားခိုင်းနေနောက်နေ့မှာပဲ350လွှဲပေးပြီးအကူနဲ့ပြန်မတွေ့ဖြစ်ခဲ့ဘူးမမဆိုင်မှာပထမဆုံးအကြိမ်ပြန်တွေ့တော့ကျေးဇူးတင်စကားပြောချင်လို့ရှာခဲ့သေးဖူးစကားဆုံးမှာအေဂရီတပ်ပြင်းချကပါရင်ကြောင့်ဆိုးမမဘလို့သိနေရလဲသူလာပြောတာသူမပြန်ခင်ဘာပိုင်လေးခေါင်းမွေးတွေထောင်သွားတဲ့အထိအံ့ဩသွားတယ်အဲ့နေရာသူ့ကိုသွားကြည့်တာပဲအေးမမေတို့ကိုထားခဲ့ပြီးကိုပြန်ထွက်လာတာသူနောက်ကလိုက်လာလို့ဖြစ်မေးမှတ်မိဖို့တော့မလွယ်ဘူးရွှေဘူးကရုံးဖြတ်ထားတာပဲကိုကလေးတမီးကိုအငန်းမရစားနေရကြည့်ပြီးအရန်တနာသွားတယ်တနာနေရနဲ့နှလုံးရောဂါပါပြန်ထားတဲ့အထိပဲကိုရီးစားများခဲ့ပေမဲ့ဘယ်သူနဲ့မှမအိပ်ဘူးမိဘပေးစားတာမဟုတ်ပေကိုချစ်တဲ့လူနဲ့ယူလို့ရလို့ရှာဖွေတွဲကြည့်ရပဲရှိတယ်စိုးမမပြောသလိုရွှေဘူးကိုပိုင်သားချင်ရွှေဘူးကိုယူရဲတယ်အေးစကားကုန်ပြောလိုက်မှရှုံပါတယ်ပိုင်ရဲ့ကဲဖူးအားလုံးကိုမေ့ထားပြီးခုလိုပဲဆက်ကြိုးစားနော်ကလေးတွေကငယ်သေးတယ်အဲ့စိုးမမငကိုရီးယားသူများဆိုရင်အရင်အနိုင်ကျင့်တတ်တာခုလိုညှင်းလိုက်တာကောင်းတယ်လို့ပြောကအားပေးလိုက်ပါတယ်စိုးမမကတော့အေဂရီဖုန်းခေါ်လာမှကိုစောင့်နေပါတယ်တူတာလားတကယ်လားအိုးဟာငါအဲ့နာမှာရုပ်ဖြတ်ပြီးတော့ကိုယ်တိုင်သွားစုံစမ်းရသားပြီစိုးမမဟာသူတပားအောင်မကြောင်းကြံမှုအတွက်ဝရိယတွေမလိုအပ်ဖေးစိုက်ထုတ်နေပါတယ်စိုးမမဟာရွှေဘူးကိုဖုန်းနဲ့တက်ပုံရိုက်လာတာမို့ပုံထုတ်ကပတ်စံရည်တွေထိတ်လိုက်တယ်စပင်းအနီအောင်တို့ကိုဆိုပြီးညငယ်မတို့စုဝေးရာစီကိုရှောက်လာရင်သူ့ကောင်တစ်ချက်ပြန်ကြည့်လိုက်တယ်ဖောက်သေးရဖို့အရေးခေါ်ရမြူရနဲ့မားနေကြတဲ့ညငယ်တိုက်စီရောက်ခါနီကားတစီယာသူ့နာကက်လာတယ်လာစေးပြောမနေနဲ့ဟာရှေကန်းကတယောက်ကသူ့ကိုနောက်ခန်းနဲ့ဆွဲသွင်းလိုက်ရလွတ်စမ်းငါအနေနဲ့ထင်တယ်လို့ဖာမဟုတ်ဘူးကဲကြပါဦးကားမို့ကိုကိုင်ပြီးအော်နေပေမဲ့ဘသူမှသူ့အရေးမဆိုင်ကြပါညငယ်အုပ်စုကတော့တော်သေးတယ်ငါတို့မဟုတ်လို့ဒါနဲ့ခုပါသွားဘာတူလဲသူတို့လူစစ်ကြည့်ကြတယ်ငါတို့အုပ်စုကမဟုတ်ဘူးငါတို့လိုအစားပဲအစ်စ်စကြက်လာရှာတဲ့သူပဲထင်နေပြောဆိုနေကြတယ်စူမမစောရွှေတွေပြန်နေပါပြီကားနောက်ခံလူနှစ်ယောက်ကညှက်ထားသလိုကားမှန်ကပိတ်ထားပြီးအော်နီလည်းမထူတော့ရှစ်ကိုတောင်းမှန်လိုက်တယ်
ကျမကိုလွတ်ပေးပါကျမမိကောင်းဖခင်သားသမီးပါရော့ရှင်တို့ဒီဘက်ဆန်တွေယူပါကျမကိုလွတ်ပေးပါလို့တောင်းပန်ကပါလာတဲ့ငွေတွေကိုထုတ်ပေးလိုက်ခြင်းကချန်ချန်ရိပ်ကိုတောင်လေးကိုရက်တန့်သွားတယ်အဖွဲလိုက်ရှိနေတဲ့သူတို့လူတစုကပါလာလားပါလာတယ်ရေးပါပါလာလားဟမ်စိုးမမစီအောင်ငွေတွေကိုမြောက်ပြကတယောက်ကပြောသလိုကြံလူတွေကစိုးမမအောင်ဆွဲခေါ်သွားကြတယ်ကြောက်လို့ပါအကိုတို့ရေကျမမိကောင်းဖခင်သားသမီးပါညငဲ့ကများဘာစကားများနေရလဲဟာငရေကြသလိုဖြစ်နေတဲ့စိုးမမဟာကိုကီယာမိတ်နေပါပြီအဝေးစားတွေဆွဲချွတ်ပြီးလူတွေကဝိုင်းအောင်ကြည့်နေတဲ့အချိန်မှာပဲမလောက်ကြနဲ့ရဲတွေနဲ့အတူရွှေဖူးဟာမတ်တက်ရပြီးရောက်လာတယ်သူငွေသားပြီးသူငွေသိမ်းပြီးအပြန်မိပွားမိနေတော့စိုးမမကားကိုတွေ့ကြည့်နေမိရာကားပေါ်ကဆင်းပြီးသူ့ကိုတစ်ချိန်ကခေါ်သွားပြီးအုပ်စုဖွဲ့မတရားချင်းနေသူတွေရဲ့ကားပေါ်ဆွဲတင်တာခံလိုက်ရတာတွေ့ပြီးအပိုင်ရဲစခန်းကိုဖုန်းဆက်လိုက်ပြီးသူကတော့အဲ့ဒီခြံသားမှာကားစီယာဦးလေးကြီးနဲ့အတူစောင့်နေခဲ့ပါတယ်။သူကအသိလားဟုတ်ဦးလေးစပင်တို့တွေကြွကြပြီးအရှက်မဲ့နေတဲ့စိုးမမကိုတွေးကြရအဝင်းနဲ့ခြုံပေးပြီးတာဝန်ရှိသူတွေကအကြီးကြီးစီတရားနဲ့နာသူအတွက်တရားသဖြင့်ကူညီပေးပါရှင်။သူကမျက်နှာပြလို့မကောင်းလို့ပါ။ပြောပြရမှာလူချမ်းသာရဲ့သူတဲ့တော်သမီးဖြစ်နေတဲ့အကြောင်းပြောပြီးနားလေပါရဲ့သမီးဒီကောင်တွေအတ္တမမှုမဟုတ်တောင်ငွေရမှုနဲ့နှိမ့်ကြည့်ကြမှာဆေးတွေပါမိတာသမီးကဲအဝေးစားတွေကောက်ပြီးခေါ်သွားတော့လို့ပြော၍ဖူးကစိုးမမရဲ့အဝေးစားတွေကိုကောက်ရင်ပတ်စံအိတ်တွေကတဝက်တစ်ပြက်ထွက်နေတဲ့တူးတက်ပုံတွေ့လိုက်ရတယ်ဘေဘွားကရန်ညိုးနဲ့ခုလိုလောက်ရရလဲမသိဘူးငါလည်းမသိပဲနဲ့ပြောကကားစီကိုစိုးမမကိုခေါ်လာခဲ့တယ်အင်ကိုပဲမောင်းဦးလေးအင်ကိုဖူးကခေါ်လာခဲ့တယ်အခန်းထဲရောက်တာနဲ့ရေပါချိုးလိုက်ပါမယ်ဆိုလို့ပြောပြီးအခန်းပြင်ကိုထွက်လာကသူ့မောင်နဲ့ညီမတွေရေခဲထုတ်နေရကိုကူညီနေလိုက်တယ်ဘသူလဲမကြီးအသိပါပြောရင်ခဏအကြာမှစိုးမမထွက်လာတယ်ကျေးဇူးတင်လိုက်တာရွှေဖူးရေစူတောင်းမှန်ပါတယ်မျက်ရည်တွေနဲ့ပြောရင်ဖူးလက်ကိုစုပ်ကိုင်းလေးရလာမစို့ကျမနဲ့တနေရာလိုက်ခင်တော့လို့ပြောပြီးကားသမားဦးလေးကြီးကိုကျူးတဲတွေဘက်ကိုပို့ခိုင်းကကုတ်ကိုပင်တဲနဲ့ခက်လန်းလန်းမှာရက်ခိုင်းပြီးတဲစီခေါ်လာခဲ့တယ်ပြိုကျပြည့်စည်နေတဲ့တဲကျမ်းပြင်တွေမှာခွေးသားမတအုပ်တက်အိမ်နေပါတယ်ဘာလို့ဒီနေရာကိုခေါ်လာရလဲရွှေဖူးမေးရမဆိုးမေးတော့ကကျမလင်ခဲ့တယ်မမအေဂရီနဲ့အကိုပိုင်စီကိုကတော့မှမဆိုးကိုသိရတာpage မှာအမြဲလာမှန်းနေတယောက်မှန်းဖူတက်ပုံတွေ့တော့မသိသေးဘူးခုပြန်တွေ့ပြီးမှအကိုရေးချရတဲ့သူတို့သမီးနှစ်ယောက်တည်းကမဆိုးပြစ်မယ်လို့တတိထားမိလို့ခေါ်လာတာပါဖူနဲ့မဆိုးကတိမှမသိရဖူဖြက်စီးဖို့ထက်အကိုနဲ့ဖူတစ်ချိန်သာစုံဘူးတာကိုမဆိုးမြင်လိုက်ရတဲ့အပေါ်ဖူရဲ့ကျေးဇူးရှင်အကိုတိုက်ခိုက်ချင်တာမှသိလိုက်ရတယ်အစကြီးကသူမဘဝအကြောင်းကိုအစကနေအဆုံးပြောပြလိုက်ပါတယ်ခွင့်လို့ပေးပါဖူးရေမဆိုးတောင်းမှန်ပါတယ်ထိုင်ကြပြီးလက်အုပ်ချီနွေဖူးကအတူထိုင်လိုက်ခါမဆိုးလူဘဝတွေကမတူကြဘူးမဆိုးတို့မမအေဂရီတို့အကိုတို့ဘဝကအတိတ်ကံကောင်းလို့ရွှေလင်ပန်းနဲ့အချင်းစေးပြီးမွေးဖွားလာကြရတယ်ဘာပူပင်မှမရှိကြဘူးဘယ်သူမှထိခိုက်အောင်နာကျင်အောင်မလုပ်နိုင်ကြဘူးဖူးတို့လိုဘဝတွေအများကြီးပဲမဆိုးဟိုးကကျူးတဲမှာညစာမစားရတဲ့မိသားစုတွေအများကြီးခိုးစားတော့ထောင်ချလှုပ်စားတော့အလုပ်လက်မဲ့ဘွားနဲ့ဖူးလိုပထွေးနေနေရတဲ့မိန်းကလေးတွေဖတ်ထွေးရမပြက်စီလေအရွယ်ရောက်လာတာနဲ့အနေနည်းရဲ့လူနဲ့ညားကြလှုပ်စားကြကလေးမွေးလိုက်ဆင်းရဲလိုက်နဲ့တန်တရာလေးနေခဲ့ကြတာဆယ်စုနှစ်မကတော့ဘူးပေါ့ဒီနေရာဖြတ်ခံရရင်တခြားနေရာပြန်ကျူးပြီးနေကြရတယ်နေကျလို့နေကြတဲ့သူတွေတရားမှမပါဘူးမမဆိုသူတို့မှနေစရာမရှိလို့နေကြရတာအဲ့ဒီမှာအကိုကဖူးတို့မောင်နှမကိုတွေ့ပြီးကဲတင်ခဲ့တယ်နာမည်မသိရဲ့အတော်တယောက်ကနေဘူးရှောင်းရင်အားရခွန်ကျော်နီးအပါဝင်ဟင်းချက်နီးရေခဲကြောင်းလုံးနီးစာရွက်6မျက်နှာကိုပေးခဲ့တယ်အကိုပေးတဲ့350ကိုဖူထိုင်ကြည့်နေခဲ့တာ3လကြာသွားတယ်အလုံးမရှိရနဲ့ခါတိုင်းအလက်ကားရခဲ့တဲ့ငါဖေးအရေးကွန်ကိုစားရတဲ့အတိုင်းကြော်ပြီးစားကြည့်တာကောင်းနေဆိုပေမဲ့ရောင်းဖို့တော့မတွေးခဲ့ဘူးဘေးရင်ကအတော်အားစားပြီးအရန်ကောင်းနေလို့ပြောလို့အကြံရခဲ့တာဖူကစေတန်းအထိကျောင်းနေဘူးရဲ့လေခုလိုအပင်ပန်းခံပြီးအောင်မြင်လာတော့ဒီကျူတွေကဘဝတူတွေကိုအလုပ်ပေးနိုင်တယ်ကားမဝယ်ဘူးခြံထဲမှာပဲတန်းရဆောက်ပြီးမိသားစုလိုက်အလုပ်ပေးပြီးနေစရာပါပေးတယ်နိုင်တလောက်ပေါ်မစိုးရေဒီစကားပြောပြခြင်းလို့ခေါ်လာတာပါမစိုးအကိုနေမမအေဂရီကိုစိတ်ကြပါဖူရေမစိုးမခဲ့ပါလေခုလိုဖူတာမကိရင်မစိုးဘဝမတွေးဝင်ဘူးအမှန်ပဲမစိုးသူတို့မှညာတာချင်းတနာချင်းလုံးဝမရှိဘူး
သူတို့ကားမြင်ကျမတို့ညာငတ်တွေစုပြီးလူများရအောင်ပြေးကြရတာတခါပါသွားဘူးလေမတည်ရုံတမန်ခံစားခဲ့ရတယ်ကိုကဘာဆိုတော့မငြင်းမဲ့လက်ခံနေအကာအကွယ်သုံးဖို့ကို့မှာအေးရှိရလို့ညာခဲ့ရသေးရဲ့အမကိုဟာစားပြီးဖူးစိတ်ချလိုက်မယ်နော်မမတို့မတိုက်ခိုက်ပါနဲ့တော့လို့ပြောကစိုးမမကားစီကိုပြန်ပုတ်ပေးလိုက်တယ်မမလေးဧည့်သည်ဘယ်သူလဲပိုင်လေးကလမ်းကြည့်ပြီးကြိုစိုးမှာပဲလို့ပြောလိုက်၍ဧကရီသိလိုက်တယ်ပုတုဖွင့်ပေးလိုက်ပိုင်လေးကကြည့်နေ၍လာနေပြီပဲအဲ့ခံလိုက်မယ်သူပါပြောသူ့အကြောင်းသိပြီးသားပဲဟာပြောနေတော့စိုးမမဝင်လာတယ်ထိုင်ဆိုကလေးလေးလမ်းအောင်ရှောက်နေပြီပဲဒီဆိုရေးပြနေရလားရောက်တဖို့အဝေးစားတွေပင်ပြောဟာထိုင်လိုက်တယ်ဧကရီစီလာတော့ကုစိုးလုပ်ငန်းတစ်ခုကိုရှယ်ယာလုပ်နေရဲ့အော်ဧကရီယာစိတ်ဝင်စားသလိုအော်ရီပြောလိုက်တယ်အဲစက်ယုံကရတဲ့ရှယ်ယာအမျက်ရောစက်ယုံကိုပါအတူလုပ်တဲ့ပညာရှင်မနေ့ကပဲအပီးပိုင်လဲလွဲပေးလိုက်ပြီပိုင်လေးပါအံ့ဩသွားတယ်စိုးကငငယ်လေးကအရန်ဆိုးတယ်ဧကရီသိရမလားနောက်ပြီးဘာမဆိုတက်တိရှိရဲ့အရင်ကအမဝင်းမခံတတ်ဘူးခုတော့ဝင်းခံရေးပြီလေဧကရီနဲ့ကိုပိုင်အောင်တောင်းပန်မို့လာတာပါနောက်လာတဲ့အမေရိကန်ကချစ်သူနဲ့လက်ထပ်ပြီးဟိုလိုက်သွားတော့မှဒီလိုဧကရီရဲ့သူကြုံပြခဲ့တဲ့ငရေခန့်အကြောင်းအပါဝင်ရွှေဘူးမြေကွက်နာကနှစ်အေကအခြေရှိရဲ့မြို့ဝဲပြီးရွှေဘူးလက်ရအတင်စားစီတုပ်ဘူးဟေးမျိုးစုံချက်ဆက်ယုံထောင်းပြီးကျိုးရလူတွေအတွက်အလုပ်ပေးပြီးနေစရာပါတိုက်တန်းတရားတွေစောင့်နေကြောင်းပြောပြလိုက်တော့ပိုရီအံ့ဩသွားတယ်ဟာတာတို့ပါစိုးမမကြီးကိုရောင်အသိန်း60ပဲပေးဘူးတာရွှေဘူးကဘဝဝတ္ထုတွေပေါ့ပြန်ကြည့်နေရမယ်တကယ်မသိခဲ့ဘူးလို့ပြောကြပြီးတန်တရားကင်းစွာပြောဆိုလိုက်ကြတယ်မကြခင်ဖူးဝမေလည်းလွတ်တော့မေတဲ့ဖေဖေအတင်းနဲ့ရှောက်လဲချက်တင်ပေးရမထိန်မှုတမီးအတွက်စိတ်လက်မှန်မှပြုမိရဆိုတော့လေကိုပိုင်နဲ့ဧကရီတို့အားရတဲ့နေ့စိုးနဲ့တူလိုက်ခဲ့ကြလေဖူးကဧကရီပြောသလိုပဲအရန်တော်ပါရဲ့ဖုန်းလေးတစ်လုံးနဲ့နီးပညာလေးရှာတတ်တယ်သူ့မှာနိုင်ငံခြားစပိုးမှုမိတ်ဆွေလည်းရှိတယ်ကူထုတ်ကောင်ကရောက်မလောက်ဘူးအဲ့လိုနဲ့ဖူးစီဖုန်းဆက်ခါဝမ်းသာအားရပြောဆိုကြရင်မဆိုးလက်မထက်ခင်အတူဖူးစီကိုသွားကြတယ်ဟုတ်အမလေးဖူးနဲ့အတူလောက်တာဟိုဘက်ကအကောင်လုံးကမိပွိုင်နာအမတွေပဲမိသားစုတွေအတွက်နေစရာရပြီအလုပ်လေးရကြပြီကျောင်းနေအရွယ်အကုန်လုံးဖူးကပညာသင်စီတာဝန်ယူရလေဒီ9နှစ်အတွင်းမှာမဆိုးထောက်ပံ့မိသားစုအများကြီးကိုကယ်နိုင်ခဲ့တာပဲလို့ဖူးကပြောရဖူးရေအလောက်ကမဆိုးတို့မိဘတွေတနေ့တစ်ချိန်အလူလုပ်စရာမရှိပါဘူးဟုတ်တယ်ဖူးဆိုးတို့မိဘအရန်လူတာမမတို့လည်းအတူယူရမယ်အဲ့လိုပြောဆိုကြပြီးစက်ယုံတွေကိုလက်ပတ်ကြည့်ကြတယ်လက်ဆက်တွေအသားကိုင်နာအစားစက်နဲ့လီးဖြတ်ကြပြီးအသားဘူးထုတ်လုပ်တာငပီကျော်ပစွန်ကျော်ပလက်ချောင်းကျော်အပိုင်းတငင်းသီးစားရည်စိန်အိုးရီအထိလိုက်ကြည့်ကြတယ်နောက်တစ်ချိန်မှာတော့တချင်ရညံ့ငတ်မာလေးရွှေဘူးဟာအောင်မြင်တဲ့စီးပွားရေးသမားစွန့်ဦးတေထွင်သူအဖြစ်ပြည်ရင်းပြည်ပမှာကြော်ကြားနိုင်ခဲ့ပါပြီထောင်ကထွက်လာတဲ့မိခင်မကအဖေတူမီကွဲမောင်နှမတွေကိုပါပညာတတ်ကြီးတွေပြောင်းလှုပ်ဆောင်နိုင်ခဲ့တယ်ရွှေဘူးဘာလို့အိမ်နာမပြူရလဲခင်ဗျအင်တာဗျူးတွေမှာအများဆုံးအမိခင်ရတဲ့မိကမဖူအမြဲတမ်းပြန်ပြေခဲ့တာကတော့အိမ်နာပြုခြင်းစိတ်မရှိလို့ပါရှင်တာမွေးခြင်းစိတ်ပဲရှိလို့ကျမငယ်ဘွားတုန်းကလို့ခက်ခဲကြမ်းတဲ့နေရတဲ့တာငင်သမီးငယ်တွေကိုတာရင်သမီးတွေလို့ပြုစုပြောထားနေပါတယ်ရွှေဘူးစားတောက်ကုန်လုပ်ငန်း limited စိုင်းပုံနောက်ခွင်မှာလူရန်စီနေရတဲ့ဘွားတွေများစွာရှိနေပါတယ်ဟုတ်ကဲ့ပါပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တာကတော့ညငတ်မာလေးရွှေဘူးဆိုတဲ့ဇလံကောင်းလေးပဲဖြစ်ပါတယ်နောက်ထပ်လည်းတက်တွန် channel လေးကနေပြီးတော့အခုလိုမျိုးဇလံကောင်းများစွာကိုထပ်မံပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်တွေအားလုံးပဲသဇင်တို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့အားပေးသွားကြပါအောင်နော်နောက်စီအားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးထုတ်ပြီးတင်ရှိပါတယ်ပရိသတ်များအားလုံးပဲကျမ်းမာချမ်းသာကြပါစေရှင်